အားလုံးမင်္ဂလာပါအခုမြင်တွေ့ရတဲ့ဗီဒီယိုကတော့နယ်သာလန်နိုင်ငံ The Hague မြို့မှာရှိတဲ့ ICC လို့ခေါ်တဲ့ International Criminal Court နိုင်ငံတကာရာဇဝတ်မှုရုံးပြင်ပမှာမြင်တွေ့နေရတာဖြစ်ပါတယ်လူတွေကနိုင်ငံတကာရာဇဝတ်မှုရုံးရှေ့ကိုသွားပြီးတော့ဖိလစ်ပိုင်နိုင်ငံသမ္မတဟောင်းဒူတာတီကို ICC ကဖမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ရုံးရင်းဆန်ကဆန္ဒပြနေကြတာပါတကယ်တော့ ICC ဟာသူများနိုင်ငံရေးကိစ္စတွေကိုဝင်ရောက်ဆွတ်ဖက်ဖို့ရအတွက်ရခိုင်ကဥရောပနဲ့အမေရိကန်တို့ကနေပြီးတော့ဥဆောင်ပြီးတော့ဖွဲ့စည်းထားခဲ့တဲ့တရားရုံးဖြစ်ပါတယ်သူ့ရဲ့မူလပဋိညာဉ်စာတမ်းတွေမှာသူ့ရဲ့အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့နိုင်ငံတွေကိုတရားစီရင်ခွင့်မရှိဘူးလို့ဆိုပေမဲ့ဖိလစ်ပိုင်နိုင်ငံဟာ2019ခုနှစ်ကစပြီးတော့ဒီနိုင်ငံတကာရာဇဝတ်မှုအဖွဲ့ဝင်ပေါ့ ICC အဖွဲ့ဝင်ကနေနှုတ်ထွက်ထားတာဖြစ်ပါတယ်ဒါဘာကြောင့်ဖြစ်ရတယ်လဲဆိုတော့အခုဖိလစ်ပိုင်နိုင်ငံမှာလက်ရှိအာဏာရအစိုးရဖြစ်တဲ့မာကုစ်မျိုးဆက်ကကိုယ်နိုင်ငံသားချင်းအပေါ်တစ္ဆာဖောက်တာဖြစ်ပါတယ်အင်တာပိုကနေပြီးတော့ဖမ်းဝရမ်းထုတ်ပြီးတော့အကူအညီတောင်းလို့ပါဆိုပြီးတော့သူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့တနည်းအားဖြင့်တော့မျိုးချစ်ပေါ့ဖိလစ်ပိုင်မျိုးချစ်ဒူတာတီကိုဖမ်းတာဖြစ်ပါတယ်တကယ်တော့ဒူတာတီကိုသူတို့ဖမ်းတဲ့အကြောင်းပြချက်ကတော့မူရဲ့ရာဇဝတ်ကောင်တွေကိုနှင်းတုတ်တင်ခဲ့တဲ့ကိစ္စဖြစ်ပါတယ်တကယ်တော့ဒါကနိုင်ငံတကာမှာအကြောင်းပြချက်ကောင်းဖို့စင်ကြေတစ်ခုသာဖြစ်ပါတယ်တကယ်တမ်းက ICC ကိုရောက်အောင်ပို့ခဲ့တာကဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းဒီမာလဝီမြို့ကိုအကြမ်းဖက်စစ်သွေးကြွတွေကဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာဒူတာတီဟာပြက်ပြက်သားသားနှိပ်ကွပ်ခဲ့တာဖြစ်ပါတယ်အဲ့ဒီကိစ္စကိုအခဲမကြည့်တဲ့အတွက်ကြောင့်ဒီကနေ့လိုပြည်ရန်သစ္စာဖောက် Liberal Demo ကြောင့်မာကုမျိုးဆက်ကဒါထိုးအပ်ခဲ့တာဖြစ်ပါတယ်အဲ့တော့နိုင်ငံတကာရာဇဝတ်မှုခုံရုံးကိုဘယ်သူတွေကကြီးကြပ်နေလဲအဲ့ကတရားသူကြီးတွေမှာလောက်ပိုင်ခွင့်အပြည့်ရှိလားဘယ်စံချိန်စံနှုန်းနဲ့တရားစီရင်နေကြသလဲဆိုတာကတော့လူတိုင်းကမ္ဘာပြည်သူတိုင်းအဓိကသတိထားပြီးတော့လေ့လာရမှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာလည်းပဲ2019ခုနှစ်ကဘူးသီးတောင်မောင်တော်ဒေသဘက်ကိုအကြမ်းဖက်ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ခိုးဝင်သူတွေနဲ့ပတ်သက်ပြီးတော့မြန်မာတပ်မတော်အဲ့ခေတ်ကမြန်မာအစိုးရအကုန်လုံးပူးပေါင်းနှိပ်ကွပ်ခဲ့တာရှိပါတယ်ဒါနဲ့ပတ်သက်ပြီးတော့အဲ့ဒီခေတ်ကနိုင်ငံအကြီးအကဲတွေလုပ်ခဲ့ကြတဲ့သမ္မတဦးထင်ကျော်ဒေါ်ဆန်းစုကြည်တို့အပါအဝင်တပ်မတော်ကောင်းဆောင်ချို့ကိုဒီ ICJ ကနေပြီးတော့ကျွန်တော်တရားစွဲဆိုတာရှိပါတယ်ဒါပိုင်လိမ့်နဲ့တက်တာပေါ့လေအဲ့တော့ဒီပြောချင်တာကကိုယ်နိုင်ငံသူနိုင်ငံသားကိုအမုန်းတရားအာဃာတအခြေခံထားပြီးတော့တိုင်းတစ်ပါးလက်ထဲကိုဝါကွက်အချင်တဲ့သူတွေကတော့အဲ့ဒီနိုင်ငံသူနိုင်ငံသားအဖြစ်ထိုက်တန်တဲ့သူတွေမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ဒူတာတီပဲဖြစ်စေမြန်မာတပ်မတော်ပဲဖြစ်စေမိမိနိုင်ငံတွေကိုကျူးကျော်ဝင်ရောက်လာတဲ့သူတွေကိုခြေမုံတုတ်တင်ပြီးတော့နိုင်ငံသူနိုင်ငံသားတွေကိုကာကွယ်ရမှာကခေါင်းဆောင်တိုင်းရဲ့တာဝန်ဖြစ်ပါတယ်။ဒါကြောင့်ငြိမ်းငြိမ်းချမ်းချမ်းအေးချမ်းချမ်းနေလို့တဲ့ပြည်သူတိုင်းကဘယ်နိုင်ငံမဆိုပေါ့လေဒီလိုရှေ့ကမမရက်တည်ပေးတဲ့ခေါင်းဆောင်တွေကိုကာကွယ်ထောက်ခံပေးကြရမှာဖြစ်ကြောင်းသိပေးပြောကြားလိုပါတယ်ဗျာ